ဒါကိုတင်ယုံနိုင်မလားဒီလေရင်ရဲ့ဘီထဲမှာတကယ်တော့ပန်ကားတစ်လုံးဖွက်ထားပါတယ်တခါကလေးမှာလေရင်ဘီရဲ့ break နားကနေအခုံးငွေတွေထွက်လာတာကိုတင်တွေ့ရတဲ့အခါအဲ့ဒီပန်ကားကအလုံးလုံးနေတာပဲဖြစ်ပါတယ်ဒါဆိုလေရင်ကစင်းကသူ့ရဲ့ဘီနားမှာပန်ကားတစ်လုံးဘာကြောင့်လိုအပ်တာလဲအကြောင်းရင်းကတော့ရိုးရှင်းပါတယ်လေရင်ကစင်းဆင်းသက်တဲ့အခါသူ့ရဲ့တာယာကင်းနဲ့ break ပြားကြီးဟာတန်ကျင်ရာပေါင်းများစွာရှိရဲ့အလေးချိန်ကိုခံနိုင်ရရှိရမယ်အပြင်တနာလီကိုမိုင်200နီးပါးအမြတ်နှုန်းနဲ့မြေပြင်ကိုထိတွေ့ရတဲ့အချိန်ကိုလည်းခံနိုင်ရရှိရပါမယ်second အနည်းငယ်အတွင်းမှာပဲ break ပြားတွေဟာ Fahrenheit 1800 degree ကျော်အထိအလွန်ပူပြင်းသွားနိုင်ပါတယ်အပူချိန်အရမ်းမြင့်တက်လာတဲ့အခါ brake စွမ်းဆောင်ရည်ကျဆင်းသွားနိုင်ပြီးတာယာတွေကလည်းပေါက်ခွင်းနိုင်တဲ့အန္တရာယ်ရှိပါတယ်ဒါကြောင့်မလို့အချို့လင်းတွေမှာ brake အေးခံပန်ကားတွေကိုအသုံးပြုကြတာပါဒီပန်ကားတွေက brake စနစ်စီကိုလေအေးတွေမှုန့်ထုတ်ပေးပြီးပုံမမြန်ဆန်းစွာအေးသွားစေကိုကူညီပေးပါတယ်ဥပမာအနေနဲ့ Airbus A320 အမျိုးအစားလေယာဉ်တွေ A380 တွေနဲ့အချို့သောကိုချက်ချေပြတဲ့လေယာဉ်ကြီးတွေမှာဒီလိုအေးခံစနစ်မျိုးကိုတပ်ဆင်ထားတာတွေ့ရနိုင်ပါတယ်ဒါပေမဲ့လေယာဉ်တိုင်းမှာတော့မပါပါဘူးဘာလို့လဲဆိုတော့ဒီစနစ်ကအလေးချိန်ကိုပိုများစေသလိုကုန်ကျစရိတ်နဲ့ပြုပြင်ထိန်းသိမ်းမှုအပိုင်းမှာလည်းပိုပြီးရှုပ်သေးနိုင်လို့ပါအချို့လီရင်တွေကတော့တဘာဝအတိုင်းအေးခံစနစ်ကိုပဲအသုံးပြုကြပြီးအချို့ကတော့မြေပြင်ပေါ်ရောက်တဲ့အခါအပြင်ဘက်ကနေအေးခံပန်ကားနေကိုအသုံးပြုကြပါတယ်